ကားသမားမဖြစ်ခင်ဘဝကတာယာခောက်တုံးနဲ့ဂျမ်းတုံးကကျွန်တော်တို့ရဲ့လက်တွဲပေါ်ကားမမောင်းတခင်ကစပရခုံကြီးပေါ်ကအသာထိုင်လို့ကိုဆရာမောင်းပုံတိချာကြည့်ဂီယာထိုးပုံအသာချောက်ရှေကနောက်ကပြုတ်ပြဲကြည့်လို့ယူသွတ်စွာစပရလောက်ခဲ့ရတဲ့တွေကကားပညာကိုချစ်လို့ပါကျွန်တော်တို့ကိုယ်တိုင်စီယာတိုင်းကင်တဲ့ချိန်ရောက်တော့ကိုဆရာတင်ပြခဲ့တာတွေကအခုချိန်မှာတော့ဝင်လာဘူးဘယ်ယူညာတိန်လို့ပီတိတွေဝေးပြချစ်လာသောကျေးဇူးရှင်ဆရာများကြောင့်ကျွန်တော်ကားစာတယောက်ဖြစ်ရပြီသို့တော်ညာလဲအသည့်နဲ့တတိကိုလည်းလွတ်မပြေရဲ့မိသားစုလည်းရှိသေးတယ်မို့ပြန်လာချိန်ညှော်နေမဲ့ကျွန်တော်တို့မိသားစုတွေအတွက်ကျွန်တော်တို့တတိပြုမောင်းနေရအောင်မယ်